Hello ဖူပါဖူဒီနေ့ကတော့ပသိမ်ရေပေါ်ဆေးကိုရောက်နေရပါရေပေါ်ဆေးမှာဖူဖူမမတော့ဘလောက်မဟုတ်ဘလောက်ပေးမလဲတော့မသိဘူးပေါ့နော်ဖူအကြိုက်တွေတွေ့ရင်ဖူရဲ့ဘာတွေဝယ်စားမလဲဆိုတော့တူတူလိုက်ကြည့်ပြီးပါအိုးပါပဲလေဆိုတာနဲ့တမယာတွေမှာတော့ခဲဘာစားရမလဲတော့မသိပါဘူးဖူကအကုန်လုံးလဲရှောက်ပတ်ပြီးသွားတယ်ဒါပေမဲ့ဖူစားကျင်တာဘာတစ်ခုမှမရှိပါဘူးအဲ့တော့ဒါပေမဲ့ရေပေါ်ဆေးရောက်ရင်စားကျင်တဲ့ကိတ်မုတ်ဆိုင်ရှိရဲအဲ့ဒါကဟိုဘက်ချမ်းနာမှာထင်တယ်ကဲဖူးနဲ့အတူလိုက်ကြည့်အောင်ဟိုဘက်ဟို line ပေါ်မှာလည်းဒီအမအကြေညာထားရပေါ့နော်သူ့ဆိုင်လည်းရှိရဲအခုဖူးရဲ့ကန်ကောင်းနဲ့ပြောရမှာပေါ့ဒီမှာအများကြီးရှိသေးတယ်ဖူးရဲ့စားကျင်တာရအများကြီးပဲကလနဲ့ပေါင်းစားရရတာလေပါဒါရောဒါလေးကကျတော့စတော်ဘယ်ရီပါဒါလေးကကျတော့ cheese ဒါလေးကကျတော့မချာရတာလေးပါရှင်ဒါလေးကျတော့ဒူရင်းရတာလေးအများကြီးပေါ့နော်အရတာရအဓိကတော့ဒီမှာ favorite ဖူးရဲ့ favorite ဓမ္မမမဒါလေးတစ်ခုပေးဒူရင်းနော်ဒါလေးတစ်ခုယူမယ်ပြီးတော့တရားနာမည်ကြီးနေရအဲ့ဒါလေးလည်းတစ်ခုယူမယ်အဲ့ဒါလေးအရင်ထည့်တအိမ်လုံးမကြိုက်ပဲဖူးကြိုက်ပါတယ်ဒါတော့ဒူးရင်ပေါ့နော်စားကြည့်ပါမယ်ဒါကိုစားကြည့်နေကြပြီပေါ့နော်ဒါပေမဲ့ဖူးကမျိုးဝဲလာမှစားရတယ်ဆိုတော့ဒါကြုံလုံးလေးဝင်ပြီးတော့ဖူးလည်းကန်ကောင်းတာပါအမကတခါလေးတိုင်းအစိုးရကုန်တယ်လို့သတင်းကြားပါတယ်အဲ့ဒါကြောင့်စားကြပါဦးဒီနေ့တိုက်တဲ့လူမျိုးလားမသိဘူးအရင်ဒီမှာအနှစ်တွေလည်းအများကြီးပဲညပို့မပြောင်းလာခဲကောင်းတယ်ဒီရိုက်ပဲဆိုတာမသိဘူးတော်တော်ကောင်းပါရဲ့မကဲဒါလေးကပူပူချစ်လို့ရလက်ဆောင်ပြီးလိုက်တာပါပူပူကမပြောချပါဘူးကဲကိတ်လေးတဲ့တုံးလက်ဆောင်ရပါတယ်ကဲပူပူကချင်းမွေးလေးဆိုတော့အဲ့လိုပါအနီစားပါပုံတော့ပါမယ်စားကျင်တဲ့ဟာလည်းစားပြီးဆိုတော့ဖူးရဲ့အေးပြီးအောင်အေးတောက်နေရပါတယ်။ခိုင်လည်းတော်တော်တင်းနေပါပြီ။ကဲဒီနေ့ဖူးရဲ့ရေပေါ်သေးဘလော့လေးကတော့ဒီလောက်ပါပဲရှင်။နောက်ရက်တွေလည်းဘလော့တွေတင်ပါအောင်မယ်။ဗီဒီယိုဆုံးဖြတ်ကြည့်ပေးပါအောင်ရှင်။တတာကျေးဇူးပါ။